အားလုံးပဲမင်္ဂလာပါခင်ဗျာခွေးနောင်ဘလော့ထိုင်လန်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ထိုင်အောင်ကြီးကိုမောင်မတို့အတွက် passport ရက်90တုန်းကိုမူပြတစ်ချက်မှကုန်ရမလို့ပဲနဲ့ online ကနေထူလို့ရတဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ခွေးနောင်ဘလော့ထိုင်လန် channel လေးကညီကိုမောင်မတို့အတွက်သုံးဝင်အကျိုးရှိစေမယ့်နည်းလမ်းများကိုအများအားတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော် Chrome ထဲကိုဝင်ပါမယ်ဝင်ပြီဆိုရင်တော့90 day report online ဆိုတာကိုရေးပြီးရှာလိုက်ပါပြီးရင်အပေါ်ဆုံးမှာကျွန်တော်မျှလေးပြထားတဲ့ website လေးကိုနှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုတာနဲ့မိမိကအင်္ဂလိပ်စာနားလဲတယ်ဆိုရင်အင်္ဂလိပ်စာကိုဖတ်ပြီးတစင်ချင်းလုပ်သွားလို့ရပါတယ်မိမိကထိုင်းစာနားလဲတယ်ဆိုရင်ထိုင်းစာပြောင်းပြီးတော့ထိုင်းစာဖတ်ပြီးတစင်ချင်းလုပ်သွားလို့ရပါတယ်ကျွန်တော်ကတော့ထိုင်းစာနားလဲတဲ့အတွက်အင်္ဂလိပ်စာကိုပြောင်းပါမယ်အင်္ဂလိပ်စာပြောင်းပြီးရင်အပေါ်ထောက်လေးနာကမြင်းလေး၃ချောင်းကိုနှိပ်ပေးပါပြီးရင် online service ဆိုတာကိုနှိပ်ပေးပါဒီလိုလေးပေါ်လာပြီဆိုရင်တော့နိုင်ပုံလေးနဲ့ over 90 days ဆိုတဲ့ဇာတ်ကွက်အပြာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာမှာရက်90တုန်းထုနေရှင်းပြထားတဲ့စာတွေကိုမိမိနားလဲတယ်ဆိုရင်ဖတ်ကြည့်လို့ရပါတယ်အပေါ်လေးကိုဆွဲတင်ပါဆွဲတင်ပြီဆိုရင်တော့အလယ်လောက်မှာ online notification click here ဆိုတဲ့စာတန်းအပြလေးကိုနှိပ်ပေးပါဒီနေရာရောက်ပြီဆိုရင်တော့ဘာမှထည့်စရာမလိုသေးပါဘူးအောက်ဆုံးပေးနာလေးကကျွန်တော်မျှပြထားတဲ့ apply ဆိုတာလေးကိုနှိပ်ပေးပါဒီနေရာရောက်လာရင်တော့ပထမဆုံးမိမိရဲ့ email လိပ်စာကိုထည့်ရပါမယ်email လိပ်စာထည့်တဲ့နေရာမှာမိမိဖုန်းမှာလက်ရှိသုံးနေတဲ့ email ဖြစ်ဖို့လိုပါမယ်။အဲ့ဒီအခါမှာရုံးကနေစာရေးပြန်ပို့တဲ့အခါမိမိဖုန်းထဲကိုရောက်မှာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ပထမဆုံး email လိပ်စာထည့်ပါ။ဒုတိယနေရာမှာမိမိရဲ့ email လိပ်စာကိုနောက်တစ်ချိန်ထည့်ပါ။ထည့်ပြီးဆိုရင်တော့တတိယနေရာမှာမိမိရဲ့မိသားစုဝင်နာမည်တစ်လုံးကိုထည့်ပါမိရဲ့မိသားစုဝင်နာမည်မရှိရင်တော့မိမိနာမည်ထဲကတစ်လုံးကြိုက်တဲ့တစ်လုံးကိုထည့်လို့ရပါတယ်ပြီးရင်စတုထဇာတ်ကွက်မှာမိမိရဲ့နာမည်ကို passport ထဲကမိမိရဲ့နာမည်ကိုထည့်ပါပြီးရင်ပင်စမဇာတ်ကွက်မှာမိမိရဲ့ဖုန်းနံပါတ်ထည့်ပါဖုန်းနံပါတ်ထည့်ပြီးရင်အောက်ဆုံးမှာဒီမှာသူပြထားတဲ့အင်္ဂလိပ်စာတန်းလေးကိုရေးပြီးထည့်ပါအားလုံးထည့်ပြီးသွားပြီဆိုရင်တော့ apply ဆိုတာကိုနှိပ်လိုက်ပါ confirm နှိပ်ပါပြီးရင်ဒီစာမျက်နှာရောက်လာပါမယ်ဒီစာမျက်နှာရောက်ပြီဆိုရင်တော့မိမိဖုန်းထဲကိုရုံးကနေပြန်ပို့လာတဲ့ email နဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်ပထမဦးဆုံး email ထည့်ပါ email ထည့်ပြီး password ထည့်ပါတတိယဇာတ်ကွက်မှာအင်္ဂလိပ်စာတန်းပြတဲ့ဟာလေးကိုရေးပြီးထည့်ပေးလိုက်ပါထည့်ပြီးဆိုရင်တော့ login ကိုနှိပ်ပါ
နှိပ်ပြီးဆိုရင်တော့ဒီစာမျက်နှာမှာစာတန်းအပြာလေးကိုနှိပ်ပေးပါနေရာကိုရောက်လာပြီဆိုရင်တော့ပထမဆုံးမိမိရဲ့ passport စာအုပ်ထဲက passport နံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဒုတိယဇယားကွက်မှာမိမိရဲ့နိုင်ငံကိုထည့်ပေးရမှာဖြစ်ပါတယ်မိမိကမြန်မာနိုင်ငံသားဆိုရင်မြန်မာလို့ရေးပြီးထည့်ပေးလိုက်ပါပြီးရင်တော့ဒီဇယားကွက်မှာမိမိရဲ့မိသားစုနာမည်ကိုထည့်ပါမိမိရဲ့မိသားစုနာမည်မရှိဘူးဆိုရင်တော့မိမိနာမည်ရဲ့ကြိုက်တဲ့တစ်လုံးကိုရေးထည့်ပေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီဇယားကွက်မှာမိမိရဲ့ passport ထဲကနာမည်ကိုရေးထည့်ပေးရပါမယ်ပြီးရင်ဒီဇယားကွက်မှာမိမိနာမည်ထဲကအလဲနာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးဆိုရင်တော့ဒီဇယားကွက်မှာယောက်ျားမိန်းကလေးရွေးရမှာဖြစ်ပါတယ်မိမိရဲ့ယောက်ျားလေးဆိုယောက်ျားလေးထည့်ပါမိန်းကလေးဆိုမိန်းကလေးထည့်ပါပြီးလို့ရှိရင်မွေးရက်မွေးလမွေးနှစ်ထည့်ရပါမယ်မွေးရက်မွေးလမွေးနှစ်ထည့်တဲ့နေရာမှာ passport ထဲကအတိုင်းထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးဆိုရင်တော့ဒီကွက်မှာမိမိထိုင်းနိုင်ငံကိုစရောက်တဲ့ရက်စွဲသို့မဟုတ်မိမိ passport စရောက်တဲ့ရက်စွဲကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီရက်စွဲကိုသိချင်ရင်တော့မိမိ passport စာအုပ်ရဲ့အရှိဆုံးမှာစာရွက်အဖြူသေးသေးလေးထဲကရက်စွဲကိုထည့်ပေးပါစာရွက်အဖြူသေးသေးလေးမရှိဘူးဆိုရင်မိမိစာအုပ်ရဲ့စာမျက်နှာ2မျက်နှာ3မျက်နှာမြောက်လောက်မှာမိမိစာအုပ်စာလုပ်တော့ကထူထားပေးတဲ့ရက်စွဲကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးဆိုရင်တော့ဒီဇယားကွက်မှာမိမိစာအုပ်တက်တန်းကုန်မဲ့ရက်စွဲကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီဇယားကွက်မှာမိမိရဲ့တိုက်နာမည်သို့မဟုတ်မိမိရဲ့တထေးနာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်မသိရင်လည်းမထည့်လိုက်ရပါတယ်ဘာမှဖြစ်ပါဘူးပြီးရင်ဒီဇယားကွက်မှာမိမိရဲ့လိပ်စာအိမ်နံပါတ်လမ်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးရင်နောက်တဲ့ဇယားကွက်မှာမိမိရဲ့လမ်းနဲ့လိပ်စာနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီဇယားကွက်မှာတော့မိမိရဲ့မြို့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာမိမိရဲ့ခရိုင်ဒေတာကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါဖုန်းနံပါတ်ကိုအကုန်ထည့်ပြီးဆိုတာနဲ့ view login information ဆိုတာလေးကိုအမှန်ချင်းနှိပ်ပေးပါပြီးလို့ရှိရင်အပေါ်နဲ့ဆွဲတင်ပါဆွဲရရင်ဒီနေရာကိုလည်းအမှန်ချင်းလေးထပ်နှိပ်ပါအားလုံးထည့်တာပြည့်စုံသွားပြီအမှန်ချင်းလည်းနှိပ်ပြီးသွားပြီဆိုရင်တော့ submit ကိုနှိပ်ပေးလိုက်ပါconfirm နှိပ်ပါโอเคအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကို Gmail ကနေစာရေးပို့လာပေးပါတယ်အဲ့ဒါကတော့ဒီမှာ PDF file လေးဖြစ်ပါတယ်ကျွန်တော်ဝင်ကြည့်ပြပါမယ်ဒီဟာလေးပါဒါကရက်90တော့မဟုတ်သေးပါဘူးရက်90တော့ရဖို့တော့အနည်းဆုံး3-4-5ရက်လောက်စောက်ရပါတယ်ဟုတ်ကဲ့4-5ရက်လောက်ကြာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Gmail ထဲကိုရှုံးကနေဒီမျိုးစာရွက်လေးပို့လာပေးပါတယ်ဒီစာရွက်လေးကိုမိမိကဖုန်းထဲမှာတင်ထားလိုက်ရပါတယ်မိမိကမတင်ထားခြင်းဘူးစာရွက်နဲ့ကန်ကျင်နေဆိုရင်တော့ဒီ PDF file လေးကိုမေတူဆိုင်မှာတွားပြီးတော့ print ထုတ်ပြီးတော့ကင်လို့ရပါတယ်တကယ်လို့ဒီစာရွက်မပို့တာဘူးဆိုရင်ဘာကြောင့်မပို့ဘူးလဲဆိုတာရှုံးကနေမိမိကိုစာပြန်ပို့လာပါတယ်
အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကညီကိုမောင်မတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ